မင်္ဂလာပါခင်ဗျာဘောင်းအမာစနစ်လုပ်မယ်ဘောင်းအမြင့်တင်မယ်ဆိုရင်ဘာအားနည်းချက်အားသာချက်တွေရှိမလဲဆိုတာဒီချန်မှာတစ်ချက်ကြည့်ပေးပါဒီချန်ကမိုးတွေများပြီးတော့အောက်ရေလေးထိုးတဲ့အချိန်မှာရေတက်မြုပ်တဲ့ချန်ဖြစ်ပါတယ်အဲ့ဒီရေတက်မြုပ်တဲ့ချန်ကိုငကိုရီးယားမှာသူကဘောင်းအမာစနစ်ပြီးတော့ဘောင်းအမြင့်လုပ်ထားတဲ့အတွက်ကြောင့်သူကပေါ့ဗျာအောက်ကဇက်မြင့်မြုပ်ယုံလေးထိတော့လုတ်ဖြစ်ခဲ့တာပေါ့အဲ့ဒါကိုကြီးကြသွားတာနဲ့ကျွန်တော်ကလုတ်တင်တာလေးတွေကိုကျွန်တော်ဒါအကြံပေးထားတာဖြစ်ပါတယ်ဒါလုတ်ခိုင်းတာကတော့ထွေးထူးမဟုတ်ပါဘူးဘေးကနေပြီးတော့ဘောင်ဘေးကနေတထွာကြော်လောက်အထိကိုကျွန်တော်ကဘောင်ပါထက်ကတ်ခိုင်းတာဘေးနောက်ထွက်နိုင်သမျှတော့တထွာလည်းရတရောင်လည်းရတယ်အဲ့ချိန်မှာလူသွားလန်းကကျင်းရင်ကျင်းပါစေအဲ့လိုမျိုးလုတ်ခိုင်းတာဘာဖြစ်လို့လဲဆိုတော့သူကထက်တက်လာလို့ရှိရင်ရေကဒါနောက်တစ်ချိန်လည်းထက်တက်ပြီးအဲ့လိုလုပ်ပြီးတော့မှနောက်တစ်ချိန်ထက်တက်တာအဲ့တော့သူကအမြင့်ချေရင်းနဲ့ဟိုကနေကတထွာလောက်ကွာသွားတယ်လို့သူကပြောတယ်အဲ့တော့ကျွန်တော်တို့ကအတွေ့အကြုံတစ်ခုရသွားတယ်ကျွန်တော်တို့ပြင်ဆင်မှုအတွက်တစ်ခုရသွားတယ်ပေါ့ဗျာအခုချိန်ထိဒါရေတွေထုတ်နေရတော့မယ်အဲ့ဒါဆက်မောင်းပြီးတော့ရေထုတ်နေတာဘေးနာပတ်မြောင်းကနေဆက်မောင်းပြီးတော့ရေမောင်းထုတ်နေတာရေကျသွားတဲ့အချိန်ဒါအဲ့အားနဲ့ချက်အားသာချက်ပေါ့ဗျာအစာကတော့ကျွန်တော်ကိုသေးဥပုကရှိဘူးပဲဒါကျွေးနေတာအခုကတဘာဝပဲကျွေးခိုင်းတာပေါ့သူဒီ organic ကြီးပဲပါပြီးတော့ဓာတုလုံးဝမပါအောင်ကြာဘေးပေါင်ဘေးတွေလည်းကတ်ခိုင်းထားတာလောက်ခိုင်းထားတယ်အဲ့လိုလောက်တာပေါ့တကယ်လို့ရေကဝင်လာပြီဆိုလို့ရှိရင်ဘောင်ဘေးမှာရှိတဲ့အပေါက်တွေကြားထဲကနေသူကပြပြနဲ့အကုန်ဝင်တာအဲ့လိုဝင်သွားလို့ရှိရင်အထဲမှာရှိတဲ့အောက်ဆီဂျင်ပေါက်တွေအကုန်လုံးသူကနေရာဝင်ယူပြီးတော့မြေကြီးထဲကိုအဲ့အမြင့်ထဲကိုအောက်ဆီဂျင်မရောက်အောင်လို့နေရာဝင်ယူပြီးအဲ့အမြင့်ထဲကိုရေတွေထိပုတ်ပြီးတော့နောက်ပိုင်းကျညှို့ပြီးတော့ဝါပြီးတော့သေးကုန်တဖြုတ်နဲ့ရှောတာအဲ့ဒါကိုကျွန်တော်တို့ဒီလိုလေးပြန်လုပ်ပေးထားတယ်ဘောင်ဘေးနှခမ်းတွေကိုတော့ထုံးတယ်မိုက်တီမတက်လက်စည်းနဲ့ကျွန်တော်ဖြူးခိုင်းတယ်ဘေးနားလေးတွေပါဖြူးခိုင်းတယ်အထဲကိုတော့ကြောက်မွန်ဝါညာလုပ်ခိုင်းတယ်ပေါ့